Hello အားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတော့ဖြူတစ်ခုလက်သက်ဆိုင်ကြည့်မယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ပြောင်းမှုနဲ့ပူတင်လောက်ကြည့်မယ်ပေါ့နော်ခါမှမလုပ်ဘူးတဲ့အတွက်ဘယ်လိုရတာလေးထွင်မလဲဆိုတာလုပ်ကြည့်အောင်သူကပြောင်းမှုရဲ့နောက်ကျုပ်တစ်လုံးနောက်ကျုပ်ထမင်းစားဆုံး3ဆုံးနဲ့နောက်တစ်ခွက်တခြားအနေငယ်ဆိုရပြီပေါ့နော်ရှင်းဆုံးဖြူကပြောင်းမှုလေးတွေကိုဘလန်ဒါနဲ့ကြိတ်လိုက်ပါမယ်နော်ရေရတော့ဖြူလို့ပြောင်းမှုမျိုးရုံလေးပဲထည့်ပေးရမှာဖြစ်ပါတယ်ကြိတ်ပြီးသွားတဲ့ပြောင်းမှုအနှစ်လေးတွေကိုဖြူစကားနဲ့စစ်ပါမယ်နော်နှစ်လေးတွေကိုခုနနွားတို့တစ်ခွက်လောက်ထည့်ပြီးရောမွေးပေးပါမယ်နော်ကျွန်တော်ကသမီးစားစုံနဲ့တောင်းစုံထည့်ပါမယ်နော်သူ့ကိုလည်းတမတောင်းလို့ဖြိုးလို့မွေးပေးပါမယ်ကျောက်တစ်လုံးကိုပကံနဲ့ဖောက်ထည့်ထားပါမယ်ကျောက်ကနှလုံးသွင်းပို့ပြီးတော့ကောင်းပါတယ်နော်ပြီးရင်တခြားသမီးစားစုံနဲ့နှစုံထည့်ပါမယ်နော်နှစုံကတော့ဖြိုးကအချို့ပေါ့လေးပေါ့နော်အချို့ကြိုက်တယ်ဆိုရင်3စုံလောက်ထည့်ပါနော်အမှုနဲ့နွားတို့ရောထားတာလေးကိုမီးအေးအေးလေးနဲ့ဖြူချိုးဝေးပါမယ်နော်မုန်းတဲ့အရေးလေးတွေကိုဆံမြုပ်ခက်ပြပြအနေထားလောက်ရအောင်ထိချိုးပေးပါတယ်နော်ပြီးရင်တော့စလုံးတစ်ခုထဲမှာထည့်ပြီးတော့9မိနစ်လောက်အေးခန့်ထားပေးပါမယ်ဒီကနိုင်ငံအေးသွားပြီဆိုရင်ကြောက်ခလောက်ထားတာကိုရောထည့်ပေးပါမယ်ပြီးရင်သူ့ကိုလည်းတမသွားအောင်လို့မှုတ်ပေးပါမယ်နော်ဆိုရင်တော့ပြီးတော့ပူတင်ပေါင်းမှုအတွက်မုံလက်ကအစင်းနေဖြစ်ပြီပေါ့နော်ပြီးတော့ပူတင်ပေါင်းမဲ့ပကံကိုမကတ်အောင်လို့ပေါ့နော်ဒီထောက်ပတ်လေးနဲ့ငယ်တုပ်လိုက်ပါမယ်ပြီးရင်ပူတင်ပေါင်းမဲ့ခွက်တွေကိုမုံနဲ့လေးတစ်ခါလေးလောက်ထည့်ပါမယ်ဒီနေရာမှာစကားဆင်ရင်တော့ပိုကောင်းပါတယ်နော်ပူတင်ပေါင်းမှုအတွက်ရင်နွေးစုအောင်တည်ပါမယ်ရင်နွေးအနေငယ်ပွက်လာပြီဆိုရင်အောက်ခြေမှာပိတ်စလေးတစ်ခုခန့်ထားပေးပါမယ်နော်ပူတင်ပေါင်းမယ်ပေါ့နော်ပေါင်းတဲ့အခါကျတော့အဖုံးလေးအုပ်ပြီးတော့မှ9ဝက်45မိနစ်ထိပေါင်းရပါတယ်နော်45မိနစ်လောက်ပေါင်းပြီးဆိုရင်တော့ရပြီပေါ့နော်ပြီးရင်သူ့ကိုရေခဲတက်တာထဲမှာအေးခန့်ထားမယ်ပေါ့နော်ပြောတော့ရေခဲတက်တာထဲမှာ9နိုင်တော့အေးခန့်လိုက်ပါတယ်သူရဲ့ရတာပုံမှန်ပူတင်နေတဲ့ပို့ပြီးတော့မွေးတယ်အရန်လဲစားကောင်းတဲ့အရန်နုညံ့နေဖြစ်တာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဆိုတော့အရှင်မလည်းလှုပ်ရှားကြည့်ပါလို့ပြောတိုက်တွန်းပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်